အပိုင်းဆက်ကိုရဲ့အစမှာတော့တကူလုံးပတ်တီးစီထားရတဲ့ရာဂနာတယောက်ခရစ်စတန်ရဲ့အစင်းမြင့်ကုသပေးမှုကြောင့်ပဲတရားတွေအားလုံးကယူပြစ်တယ်လို့ချက်ချင်းပဲပျောက်ကင်းသွားပါရီအစင်းမြင့်စခန်းကြီးကိုအရင်ကရောက်ဘူးသလိုခံစားနေရတဲ့ရာဂနာကလည်းအရာအားလုံးကိုလိုက်ကြည့်နေခဲ့ပြီးတော့ခရစ်စတန်ရဲ့ကြံတပည့်နှစ်ယောက်ဖြစ်တဲ့ချီမေတာနဲ့ကိုလန်တို့ကိုလည်းနောက်တစ်ချိန်ပြန်တွေ့ရတာဝမ်းသာပါတယ်ဆိုပြီးတော့နှုတ်ဆက်ခဲ့ပါရီအမှန်တကယ်တော့ရာဂနာတို့အခုရောက်နေတဲ့နေရာကကဘာမြေပေါ်မှာမဟုတ်ပဲခရစ်စတန်ကိုတိုင်တယ်လီဖို့အစွမ်းနဲ့ဖန်တီးပြီးတည်ဆောက်ထားတဲ့လာကဘာပေါ်ကအခြေချစခန်းတစ်ခုသာဖြစ်လို့နေခဲ့ပါရီတိုက်ပွဲမစခင်တုန်းကစီစဉ်ထားတဲ့သူတို့ရဲ့အကြံစီကလုံးဝကိုအရေးနှိမ်သွားခဲ့တယ်ဆိုတဲ့အကြောင်းခရစ်စတန်ကရှင်းပြခဲ့ပြီးတော့ဒီနေရာကနေအပြီးတိုင်ထွက်သွားပြီးအခြားနေရာကနဂါးတွေကိုသာဆက်ပြီးအမဲလိုက်ကြရအောင်လို့ရာဂနာကိုပြောပြခဲ့ပါသည်။ငွေရောင်စွမ်းတွေကိုဒီထက်မကပိုချမ်းအောင်လုပ်ပြီးမှသာအခုကိစ္စကိုပြန်လာပြီးတော့ဖြေရှင်းသင့်တယ်လို့ခရစ်စတန်ကထောက်ပြခဲ့ပေမယ့်မင်းသမီးလက်ဆဲကိုအိမ်မက်ထဲမှာတွေ့မြင်ခဲ့ရတဲ့ရာဂနာရဲ့ဘက်မှာတော့တခုခုမှားတယ်လို့ခန်းစားနေခဲ့ရကတိုက်ပွဲတုန်းကပုံရိပ်တချို့ကလည်းခေါင်းထဲမှာပြန်ပေါ်လာခဲ့ပါသည်။ကာမိုဒီတယောက်မင်းသမီးရဲ့ခေါင်းကိုဖျက်ပြီးသူ့စီယူလာတဲ့အချိန်ခန္ဓာကိုယ်နဲ့ခေါင်းနဲ့တသားတည်းပြန်ဖြစ်သွားတဲ့အတန်းကိုသူတေချာပေါက်ကြားလိုက်တယ်ဆိုတာနဲ့အန်နီယာတွေနဲ့ကနေကိုလိုယုံပြီးထွက်ပြေးဖို့စဉ်းစားနေတဲ့ခရစ်စတန်ရဲ့အကြံစီကိုလည်းရာဂနာအနေနဲ့လုံးဝသဘောမတူပဲညှင်းပယ်ခဲ့ပါသည်။မင်းသမီးလက်သက်တယောက်အခုချိန်ထိအသက်ရှင်လျက်ရှိနေသေးတယ်ဆိုတာကိုနှလုံးသားထဲကနေခန်းစားမိနေသေးတယ်ဆိုတဲ့အကြောင်းရာဂနာကပြောပြခဲ့ပေမယ့်ပြစရာလက်စုပ်လက်ကင်တက်တည်မရှိတာကြောင့်မို့လို့ဒီစကားကိုသူမအနေနဲ့ဘလို့ယုံကြည်ပေးရမှာလဲလို့ခရစ်စတန်ကပြန်ပြီးတော့မေးခွန်းထုတ်ခဲ့ပါသည်။ရှုံးနေသွားတဲ့အသေးစားတိုက်ပွဲတစ်ခုကြောင့်ကိုစိတ်ထဲမှာထားမနေပဲအခြားနေရာကနဂါးတွေကိုသာဆက်ပြီးတိုက်ခိုက်တာကပိုကောင်းတဲ့ရွေးချယ်မှုပဲလို့ရာဂနာကိုနားလည်အောင်ရှင်းပြခဲ့လိုက်ပြီးတော့သူ့ရဲ့ခန္ဓာကိုယ်ထဲကငွေရောင်ဆန်းကိုအဓိကသုံးချပြီးအင်အားကြီးတဲ့တပ်ဖွဲ့တစ်ခုကိုပါတီထောင်မှုအတွက်ခရစ်စတန်ကစဉ်းစားထားခဲ့ပါသည်။နေရောက်သားစားတွေ့ချိန်တုန်းကလှုပ်ထားခဲ့တဲ့အပေးယူတစ်ခုကြောင့်ကိုလည်းပြန်တတိယအောင်ပြောပြပေးခဲ့လိုက်ပြီးရာဂနာအနေနဲ့သူမရဲ့လုံဆောင်မှုနီးလန်းနေနဲ့ပတ်သက်လို့တန်တရားဝင်တာဖြစ်ဖြစ်တခုခုကိုသဘောမကျလို့စန့်ကျင်တဲ့စိတ်ညှင်းပယ်ခြင်းတဲ့စိတ်ဝင်လာခဲ့မယ်ဆိုရင်တောက်ထားတဲ့အစိတ်ကစွန့်ပြလာမယ်ဆိုတာပါပဲ။ကဘာပေါ်ကနဂါးတွေအားလုံးကိုတုတ်တင်ရှင်းလင်းမဲ့အစီအစဉ်မှာရာဂနာကသာသူမအတွက်အဓိကလူဖြစ်တဲ့ဆိုတာရေကျန်တဲ့သူဘယ်သူပဲဖြစ်ဖြစ်အရေးမပါဘူးလို့သတ်မှတ်ထားတယ်ဆိုတဲ့အကြောင်းခရစ်စတန်ကထပ်မံပြောဆိုကရာဂနာကိုအန်နီယာတွင်နဲ့ပြန်မသွားအောင်လို့တားဆီးခဲ့ပါသည်။တိုက်ပွဲတိုင်းမှာအမြဲတမ်းအသက်ရှင်ကြရတဲ့သူ့အနေနဲ့ဒီတစ်ခေါက်တိုက်ပွဲမှာလည်းဘာအန်နီယာမှဖြစ်လာမှာမဟုတ်ဘူးဆိုတာကိုရာဂနာကိုယ်တိုင်ကယုံကြည်နေခဲ့ပေမယ့်မုတ်ဆိုးတွေအကုန်လုံးထဲမှာအားနည်းဆုံးဖြစ်တဲ့ရာဂနာအနေနဲ့ကြုံတွေ့လာသမျှအရာတိုင်းကကံကောင်းနေလို့ပဲလို့ခရစ်စတန်ကရှင်းပြခဲ့ပါသည်။ကန်ဆိုတာကအမြဲတမ်းကောင်းနေမှာမဟုတ်တဲ့အကြောင်းရာဂနာကိုခရစ်စတန်ကနားလည်အောင်ရှင်းပြခဲ့လိုက်ပြီးကန်ဆိုးမှုသာကြုံလာခဲ့မယ်ဆိုရင်နောက်တစ်ခါဆိုတဲ့အခွင့်အရေးကလုံးဝရှိတော့မှာမဟုတ်ပါဘူး။ဒါကြောင့်ကျန်တဲ့ဖွဲ့သားတွေကိုမေးပြလိုက်ပြီးကိုသက်ရှင်မှုအတွက်ပဲအဓိကလှုပ်ရှားမှာလို့ခရစ်စတန်ကထပ်မံပြောပြခဲ့ပေမယ့်တပတ်ကရာဂနာကတော့ခရစ်စတန်ရဲ့ပြောစကားတွေထက်အိမ်မက်ထဲကပြောခဲ့တဲ့မင်းသမီးလက်ဆဲရဲ့စကားတွေကိုသာပြန်ကြားရောက်နေခဲ့ပါသည်။တိုက်ပွဲမစခင်မင်းသမီးနဲ့အတူတူတည်ထားခဲ့တဲ့ဂရီစကားတစ်ခုကိုလည်းရာဂနာကပြန်သတိရသွားခဲ့ပြီးတော့ဒီတိုက်ပွဲကိုမဖြစ်မနေအဆုံးသတ်ပေးမယ်ဆိုပြီးတော့လည်းဆုံးဖြတ်ခဲ့လိုက်ပါသည်။ရာဂနာအနေနဲ့တိုက်ပွဲစီကိုပြန်သွားတော့မယ်ဆိုတာကိုခရစ်စတန်ကခဏကြာမှသိသွားခဲ့ကသူမရဲ့ပြောစကားကိုနားမထောင်ရင်တေးရလိမ့်မယ်လို့နောက်ဆုံးအနေနဲ့သတိပေးခဲ့လိုက်ပြီးတော့ကဘာပေါ်ကိုပြန်မှုအတွက်လုပ်နေတဲ့ရာဂနာရဲ့ဘက်မှာလေခရစ်စတန်ရဲ့အမိန့်ကိုညှင်းဆန်တဲ့အခါမှာတော့တကားဝါမှာလည်းလဲကျကတည်ဆုံသွားပါသည်။ရာဂနာလဲကျသွားတဲ့အခါမှာတော့ခရစ်စတန်ရဲ့အစီအကံတွေကလည်းအံ့ဩကတကယ်တည်သွားပြီလားဆိုတာကိုမယုံကြည်နိုင်ဖြစ်နေခဲ့ကြပြီးတော့သူမရဲ့ပြောစကားကိုနားမထောင်တဲ့ရာဂနာကိုလည်းခရစ်စတန်တယောက်အနေနဲ့အပြစ်တင်နေခဲ့ရင်အခုချိန်ကစလို့နဂါးတွေကိုတကူတော်ပြန်တိုက်ရတော့မှာပေါ့လို့အစီအကံတွေကိုပြောပြခဲ့ပါသည်။အားလုံးကရာဂနာတည်ဆုံသွားပြီလို့ထင်နေပဲနောက်မရှင်ကိုဆက်လုပ်ဖို့အတွက်စီစဉ်ခဲ့ကြပေမယ့်ရုတ်တရက်ဆိုသလိုလဲကျနေတဲ့ရာဂနာကပြန်ထလာကခရစ်စတန်ရဲ့အမော်ဆွမ်းကထင်သလောက်လည်းမပြင်းပါလားဆိုပြီးတော့ပြောဆိုခဲ့ပါသည်။အစိတ်တောက်ထားတဲ့ရာဂနာတယောက်အခုချိန်ထိအသက်ရှင်နေသေးတာကြောင့်မို့လို့ခရစ်စတန်လည်းလုံးဝကို surprise ဖြစ်နေခဲ့ပြီးတော့သူမရဲ့အစိတ်ကဘာကြောင့်မို့လို့အစွမ်းမပြရတာလဲဆိုပြီးတော့စိတ်ထဲမှာလည်းမေးခွန်းထုတ်နေခဲ့ပါသည်။ခရစ်စတန်ရဲ့မော်ဆွေးကြီးကရာဂနာကိုတကယ်အစိတ်သိမ်းစေခဲ့တယ်ဆိုပေမယ့်သူ့ရဲ့ခန္ဓာကိုယ်ထဲမှာရှိတဲ့ငွေရောင်စွမ်းတွေကခန္ဓာလေးတွင်းမှာပဲခြေပြတ်ပြစ်လိုက်တာကြောင့်မို့လို့ပြန်ပြီးတော့တက်တာလာတာဖြစ်ပါသည်။အန်နီယာတွင်ထဲကိုပြန်မသွားဖို့တော့တားနေတဲ့ခရစ်စတန်ရဲ့စိတ်ရင်းမှန်ကိုလည်းရာဂနာအနေနဲ့တဖြည်းဖြည်းနဲ့နားလည်သဘောပေါက်လာခဲ့ပြီးတော့တကယ်တမ်းမှာခရစ်စတန်ကကာမိုဒီတို့လိုအင်အားကြီးတဲ့ရန်သူတွေနဲ့ထပ်ပြီးရင်ဆိုင်တွေ့ရမှာကြောက်တာကြောင့်မို့လို့အခုလိုမျိုးအကြောင်းမျိုးမျိုးပြပြီးတော့တားဆီးနေတာဖြစ်ပါသည်။ခရစ်စတန်ကိုခေါင်းဆောင်တယောက်လိုထင်ခဲ့မိတာသူ့ကိုယ်သူအတော်လေးနောင်တရတဲ့ဆိုတာနဲ့ဖြစ်မလာသေးတဲ့အရာကိုကြောက်နေတဲ့ငကြောက်တကောင်နဲ့ဘလို့မှရှေ့ဆက်ဖို့ဆိုတာမဖြစ်နိုင်တော့တာကြောင့်မို့လို့သူတို့ရဲ့အပေးယူကိုလည်းဒီနေရာမှာတည်းမဲ့ဖျက်သိမ်းခဲ့လိုက်ပါသည်။ကိုယုံကြည်ရလန်းကိုကိုဘာသာတတ်စီခွဲခြားကြမယ်လို့ရာဂနာကပြောဆိုခဲ့ပေမယ့်ခရစ်စတန်ရဲ့အစီအကံဖြစ်သူချီမဲတာကသူတို့ရဲ့တခင်မကိုအထက်စီးစံပြောဆိုနေခဲ့တာကြောင့်မို့လို့အနောက်ကနေအလင်းဝင်တိုက်ဖို့လုပ်ခဲ့ပါသည်။ဒါပေမဲ့ရာဂနာကအလင်းဝင်တိုက်တဲ့ချီမဲတာပါဝင်ခရစ်စတန်ကိုပါအစောပလော်တီးပေးခဲ့လိုက်ကမကူညီချင်းရင်းနဲ့ဝင်မနှောက်ယှက်နဲ့ဆိုတဲ့အထားနဲ့နောက်ဆုံးအနေနဲ့သတိပေးခဲ့လိုက်ပြီးတော့ကဘာမြေပေါ်မှာကြံခဲ့တဲ့အာကတ်တန်အဖွဲ့သားတွေစီကိုလည်းလှည့်ပြန်သွားခဲ့ပါသည်။နဂါးတွေကိုအတိုင်ပေါင်းညီတက်လာခဲ့ကြတဲ့အဖွဲ့သားတွေအောင်အခုလိုမျိုးချင်းချင်းချနေတာကိုတွေ့တော့စလိုင်းတယောက်လည်းစိတ်မကောင်းဖြစ်နေခဲ့ပေမယ့်သူကိုယ်တိုင်ကလည်းရာဂနာလိုမျိုးပဲအဖွဲ့သားတွေကိုပြစ်ပြီးထွက်ပြေးမဲ့အစားတိုက်ပွဲကိုအဆုံးထိတွားချနေခဲ့ပါသည်။ရာဂနာစကန်ကိုပြန်ရောက်လာတဲ့အခါမှာတော့ကျန်တဲ့အဖွဲ့သားတွေကဝမ်းနေတဲ့ပုံစံတွေဟုတ်မနေကြတော့ပဲအကြောင်းရင်းတုံတရားကြောင့်ပြောနေခဲ့ကြပြီးသူမရှိတဲ့အချိန်တော်တွင်မှာဘာတွေဖြစ်သွားတာလဲလို့ရာဂနာတယောက်လည်းစိတ်ထဲကနေစဉ်းစားနေခဲ့ပါသည်။သူတို့တွေအသုံးပြုတဲ့ငွေရောင်လက်နက်တွေကအခုချိန်ထိမပြည့်စည်သေးဘူးလို့ဂျက်ကထပြောလာခဲ့ပြီးတော့တနည်းအားဖြင့်ပြောရရင်ဒီလက်နက်တွေကိုပြုလုပ်ခဲ့တဲ့မင်းသမီးလေးလည်းတက်ချိထင်ရှားရှိနေသေးတယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါသည်
မင်းသမီးလက်ဆဲမတည်ဘူးဆိုတာကိုသိလိုက်ရတဲ့အခါမှာတော့အဖွဲ့သားတွေရဲ့မျက်နှာမှာမျှော်လင့်ချက်ရောင်ချီတွေတန်းလာခဲ့ပြီးခေါင်းဆောင်ဖြစ်သူကိုကယ်တင်ပေးဖို့ဒိုနာပီလူတိုင်းပြည်စီကိုသွားဖို့အတွက်လည်းအားလုံးကချက်ချင်းပဲစီစဉ်ခဲ့ကြပါသည်။ဂျက်တို့အကုန်လုံးထင်ထားတဲ့အတိုင်းပဲမင်းသမီးလက်ဆဲကအခုချိန်ထိအသက်ရှင်လျက်ရှိနေခဲ့ပြီးတော့နန်းဆောင်တစ်ခုတွင်မှာကာမိုဒီရဲ့ဖမ်းချုပ်တာကိုခံထားရကစွမ်းအားကြီးတဲ့လက်နက်တစ်ခုကိုလည်းအတင်းကျပ်ပြုလုပ်ခိုင်းနေခဲ့ပါသည်။ရာဂနာကိုအနိုင်ယူလို့ရမယ့်လက်နက်တစ်ခုလောက်ပြုလုပ်ပေးမယ်ဆိုရင်ဒီကားနဲ့အသက်ရှင်လျက်ပြန်လုပ်ပေးမယ်လို့ကာမိုဒီကပြောဆိုထားခဲ့ပေမယ့်မင်းသမီးလက်ဆဲကိုအစကတည်းကတတ်ဖို့ရည်ရွယ်ထားတဲ့ကာမိုဒီကအစိမ့်မော်တစ်မျိုးကိုသူမရဲ့ခန္ဓာကိုယ်ထဲထည့်ထားပြီးနေပါပြီ။ခေါင်းဆောင်ဖြစ်သူအသက်ရှင်နေတာကိုသိရင်လက်အောက်ငယ်သားတွေအားလုံးတေချာပေါက်လာခဲ့လိမ့်မယ်ဆိုတာကိုကာမိုဒီကကြိုးတွက်ထားခဲ့ပြီးတော့တပတ်မှလည်းနဗျာမမာဒီယာမော်ဆွမ်းပြန်သုံးနိုင်အောင်ကျန်တဲ့နဂါးတွေအားလုံးကဝိုင်းပြီးတော့ကူညီပေးနေခဲ့ကြပါသည်။တငယ်ချင်းဖြစ်သူတာရာတက်ကိုဆုံးရှုံးလိုက်ရတဲ့ဇိုရာရဲ့ဘက်မှာတော့တိုက်ပွဲကနေပြန်လာပြီးကလေးကအရင်ကနဲ့လုံးဝမတူတော့ပဲတမိုင်မိုင်တထွေတွေဖြစ်နေခဲ့ကအားလုံးကိုပြန်ပြီးလက်စားချေမယ်လို့ပါဇက်ကနေလည်းဇက်တိုက်ပြောနေပါသည်။ရန်သူတက်ကိုအလင်းဝင်တိုက်ဖို့စီစဉ်ထားတဲ့ရာဂနာတို့ကတော့ဖူတိုလိုမော်ဆရာတွေရဲ့အကူအညီနဲ့ပဲနောက်ထပ်တစ်ကြိမ်တယ်လီပို့မော်ဆာဝိုင်းကိုဖန်တီးခဲ့လိုက်ကြပြီးကာမိုဒီရဲ့လက်ချက်နဲ့ဖမ်းကန်ထားရတဲ့သူတို့ရဲ့ခေါင်းဆောင်ကိုအသက်နဲ့လဲပြီးမရရအောင်ကယ်တင်ပေးဖို့အတွက်လည်းစိတ်ပိုင်းဖြတ်ထားကြပါသည်။ဒိုနာပီလူတိုင်းပြည်ကြီးစီကိုတယ်လီပို့နိုင်ဖို့အတွက်ဆိုရင်ကြီးမားတဲ့မော့စွမ်းကြီးတစ်ခုလိုအပ်တာကြောင့်မို့လို့နဖျားမကာရိုလာကိုပဲအိုက်ကအကူအညီတောင်းဆိုခဲ့လိုက်ပြီးတော့သူမရဲ့အစွမ်းကိုငှားရအသုံးပြုခြင်းနဲ့ဆိုရင်တော့အဖိုးခအနေနဲ့ရာဂနာရဲ့သွေးကိုပေးမရလိမ့်မယ်လို့ပြန်ပြောခဲ့ပါသည်။ဒီစကားကိုကြားလိုက်ရတဲ့အခါမှာတော့အိုက်တယောက်လည်းအတော်လေးကိုလန်သွားခဲ့တယ်ဆိုပေမဲ့လူချင်တာရဖို့အတွက်တခုခုပြန်ပေးဆက်ရမယ်ဆိုတာကိုရာဂနာကိုယ်တိုင်ကသိနေခဲ့တာကြောင့်မို့လို့သူ့ရဲ့အသွေးအနှဲငယ်ကိုကာရိုလာစီဖောက်ထုတ်ပေးခဲ့လိုက်ကတယ်လီပို့ဆာဝိုင်းကိုလည်းအသက်သွင်းစေခဲ့ပါသည်။လက်ကဘာစကန်ပေါ်မှာကြံခဲ့တဲ့ခရစ်စတန်ရဲ့ဘက်မှာတော့စောနာကရာဂနာပြောဆိုခဲ့တဲ့စကားတွေကိုပြန်စင်းစားနေခဲ့ကအင်မယာဖြစ်နေခဲ့ပြီးတော့အနိုင်မရတဲ့တိုက်ပွဲဆိုရင်အများတန်းထွက်ပြေးမိနေတဲ့သူ့ကိုယ်သူလည်းအယံမုံနေခဲ့ပါသည်။သူမကိုအထင်သေးတဲ့ပုံစံနဲ့ကြည့်ကငါကြောက်ကောင်လို့ပြောဆိုခဲ့တဲ့ရာဂနာရဲ့ပုံရိပ်တွေကိုဇက်တိုက်ပြန်မြင်အောင်နေခဲ့တာကြောင့်အယံကိုလည်းဒေါသထွက်လာခဲ့ပြီးတော့ရာဂနာရဲ့စကားတွေကမှားတဲ့ဆိုတာကိုတတ်သိပြဖို့အတွက်အစီခံတွေအားလုံးနဲ့တူတိုက်ပွဲရှိရာကိုပြန်ထွက်လာခဲ့လိုက်ကြရင်းနဲ့ပဲအပိုင်းဆက်ကိုကလည်းဒီနေရာမှာတင်ပြီးဆုံးလို့သွားပါသည်။မင်းသမီးကိုကယ်တင်ပေးဖို့အတွက်အာကာတန်ဖွဲ့သားတွေအားလုံးကမော်ပညာအစွမ်းနဲ့ဒိုနာပီလူတိုင်းပြည်ကြီးစီကိုသွားဖို့အတွက်လုပ်နေကြပါသည်။ရန်သူရဲ့ဒေတာချက်လက်တွေကိုမျိုးသမီးငယ်လေးမီရာကအကုန်လုံးကိုသိအောင်ပြောပြပေးနေခဲ့ပြီးတော့ဒီတိုက်ပွဲကသူတို့ရဲ့အနိုင်ပွဲဖြစ်နိုင်တယ်လို့နောက်ဆုံးတိုက်ပွဲလည်းဖြစ်သွားနိုင်တယ်ဆိုတာကိုအားလုံးကလက်ခံထားကြပါသည်။အရှုံးနဲ့နိုင်နှစ်ခုတည်းကတစ်ခုဖြစ်ပေါ်လာမယ့်အခြေအနေမှာအကောင်းဆုံးကြိုးစားပြီးတိုက်ခိုက်သွားဖို့အတွက်အဖွဲ့သားတွေအားလုံးကဆုံးဖြတ်ထားခဲ့ကြပြီးတော့နဂါးတွေရဲ့အားနည်းချက်ဖြစ်တဲ့မနက်ခင်းနေထွက်ချိန်မှာအလင်းဝင်တိုက်ဖို့အတွက်ညကတည်းကလည်းကြိုတင်ပြင်ဆင်ထားခဲ့ကြပါသည်။မင်းသမီးလက်ဆဲရဲ့အတော်ဆုံးကိုရန်တော်ဖြစ်သူကိုရန်ကခဏကြာမှရာဂနာကိုစကားလာပြောခဲ့ပြီးတော့တိုက်ပွဲတွင်းမှာအသက်ရှင်မဲ့မရှိမှုဆိုတာသိပြီးမရေရမသေးကြတာကြောင့်မို့လို့နောက်ဆုံးတစ်ခေါက်သူနဲ့တူတူဓာရီလေ့ကျင့်ပေးနိုင်မလားဆိုပြီးတော့တောင်းဆိုခဲ့ပါသည်။ရာဂနာကလည်းကိုရန်ရဲ့ပြောစကားကြောင့်မို့လို့အနှဲငယ်အံ့ဩသွားမိတယ်ဆိုပေမဲ့သူ့ရဲ့တောင်းဆိုမှုအတိုင်းပဲလက်ရှိနေရာမှာနှစ်ယောက်သားတူတူဓာရီလေ့ကျင့်မှုလုပ်ခဲ့ကြပါသည်။အချိန်နောက်သိမကြလိုက်ပဲကိုရန်ဟာရာဂနာရဲ့လက်အောက်မှာတင်ရှုံနေလို့သွားခဲ့ပြီးသူ့လိုအုံမင်းနေတဲ့အဖိုးအိုကြီးတယောက်ကဘာများဆက်ပြီးလုံနိုင်အောင်မလဲဆိုပြီးတော့စတင်ကြီးတွားခဲ့ပါသည်။ကိုရန်ရဲ့ဓာတ်စွမ်းရည်ကအခြားသူတွေနဲ့မတူပဲကွဲပြားပြီးပိုကောင်းနေသေးတယ်လို့ရာဂနာကချီးကျူးစကားပြောဆိုခဲ့ပေမယ့်အသက်အရွယ်ပိုင်းခြားရအားနည်းလာတာရဲ့ရာဂနာလိုငကိုတွေကကိုပိုင်စွမ်းမရှိတာရဲ့ကသူတို့နှစ်ယောက်ကိုအခုလိုကွာဟသွားသေးတာပဲလို့ကိုရန်ကရှင်းပြခဲ့ပါသည်။ဒါကြောင့်ရာဂနာအနေနဲ့ကိုမှရှိတဲ့ခွန်အားတွေကိုအကောင်းဆုံးသုံးချပြီးအဆုံးစွန်တိုက်ပွဲဝင်သွားပေးဖို့နဲ့သူတို့လိုအားနည်းတဲ့သူတွေအတွက်ရာဂနာရဲ့ကြိုးစားမှုကခွန်အားတစ်ခုဖြစ်လာစေလိမ့်မယ်လို့ပြောပြခဲ့ပါသည်။ကိုရန်ရဲ့စကားကြောင့်ပဲရာဂနာတယောက်လည်းတွေးစရာတွေအများကြီးဖြစ်သွားခဲ့ပြီးတော့သူ့ရဲ့ငွေရောင်စွမ်းနဲ့ပတ်သက်လို့အားမလို့အားမရဖြစ်နေခဲ့တဲ့ဆိုပေမဲ့ဒီခွန်အားကိုမိခိုနေတဲ့လူတို့ရှိနေသေးတယ်ဆိုတာကိုလည်းနားလည်သဘောပေါက်သွားပါသည်။ဒီလိုနဲ့ပဲတိုက်ပွဲဝင်ရမယ့်အချိန်ကမကြခင်မှာကြာရောက်လို့လာခဲ့ပြီးတော့နသမီးကာရူလာရဲ့အစွဲတဲ့ပဲမော်ဆာဝိုင်းကိုအသက်သွင်းခဲ့လိုက်ကဒိုနာပီလူတိုင်းပြည်ကနဂါမိတ်ဆာတွေကိုလည်းအလေးဝင်တိုက်ဖို့လုပ်ခဲ့ကြပါသည်။အားရဲ့အတွက်ချက်မှုအရဆိုရင်သူတို့ရောက်သွားတဲ့အချိန်မှာတစ်ဖက်နိုင်ငံကနေပွေးနေရမယ်ဆိုပေမဲ့တကယ်တမ်းသူတို့ခုံကူပြီးရောက်လာတဲ့အချိန်မှာတော့အဲ့ဒီလိုဟုတ်မနေပဲညအချိန်သာရှိလို့နေခဲ့ပါသည်။အကြောင်းရင်းကတော့ရာဂနာတို့ဖွဲ့သားတွေဒီလိုတိုက်ခိုက်လာမယ်ဆိုတာကိုကာမိုဒီကကြိုသိနေကြတာကြောင့်မို့လို့နေဘူးလီရဲ့အစွမ်းနဲ့နောက်တရက်ညကိုအမြန်ရောက်အောင်ချက်ချင်းပဲကြော်ပြလိုက်တာဖြစ်ပါတယ်။ဆဆလာကြတဲ့ကအစီအစဉ်တိုင်းဖြစ်မသွားတာကြောင့်မို့လို့အာဂတ်တန်ဖွဲ့သားတွေလည်းအနှဲငယ်ကြောင်သွားခဲ့ကြပေမယ့်မင်းသမီးကိုမရရအောင်ကယ်တင်ပေးဖို့ဆုံးဖြတ်ထားတာကြောင့်မို့လို့ကျုံတော်သားများအနေတိုင်းကိုထိတိုက်ရင်ဆိုင်ကတိုင်းပြည်တွင်ကနဂါးတွေနဲ့လည်းစပြီးတော့တိုက်ခိုက်ခဲ့ပါတယ်။တာရတက်ရဲ့ဒေဆုံးမှုကြောင့်လက်စားပြန်ချင်နေတဲ့ဆိုတာကလည်းအရှိကိုထွက်ချလာခဲ့ပြီးတော့ကာမိုဒီရှိနေမယ့်နေရာကိုရာဂနာကပြေးသွားကအဖမ်းချုပ်ခံရတဲ့မင်းသမီးလေးကိုလည်းအသေးအံလိုက်ရှာခဲ့ပါတယ်။ငါကြောက်ကောင်မဟုတ်ဘူးဆိုတာကိုတတ်သိပြမဲ့ခရစ်စတန်ရဲ့ဘက်မှာတော့အစစ်မြင့်နီးပညာတွေနဲ့တီထွင်ဖန်တီးထားတဲ့လက်နက်တွေကိုထုတ်သုံးကတိုက်ပွဲစီကိုပြေးလာနေခဲ့ပြီးမနက်ခင်းနေရောင်ကြီးထွက်မလာအောင်ထိန်းချုပ်နေတဲ့နယ်ဘူလင်းကိုလည်းကြားဖြတ်ဝင်တိုက်ခိုက်ခဲ့လိုက်ကသူတို့ရဲ့အစီအစဉ်ကိုလည်းဖျက်ဆီးပစ်ခဲ့ပါတယ်။ခရစ်စတန်ရဲ့အစီအကံတွေဖြစ်ကြတဲ့ကိုလန်နဲ့ချီမယ်တာတို့ကလည်းအနောက်ကနေထိန်းချုပ်နေတဲ့နယ်ဘူလင်းတို့လိုနဂါမိတ်ဆာတွေကိုတိုက်ခိုက်ခဲ့ကြပေမယ့်ခန္ဓာကိုယ်အသင်းနဲ့ပြန်ပြီးနှိုးထလာတဲ့ဘူးကြီးတို့ကသူ့ရဲ့အကြီးမားဆုံးအမော့ဆွမ်းတစ်ခုကိုထုတ်သုံးကကိုလန်တို့ကိုလည်းပြန်ပြီးတိုက်ခိုက်ဖို့ပြင်ခဲ့ပါတယ်။ကာမိုဒီဘုံနေတဲ့နန်းဆောင်ကြီးစီကိုလည်းခဏကြာမှတော့ရာဂနာကရောက်လာခဲ့ပြီးတော့အစိတ်တင်ပြီးတေတော့မလို့ဖြစ်နေတဲ့မင်းသမီးလေးနဲ့စကားပြောလို့ရအောင်ကာမိုဒီကိုယ်တိုင်ကလည်းအနောက်ကိုတေချာဆုပ်ပေးခဲ့လိုက်ပါတယ်။မြေပြင်ပေါ်မှာလဲကျနေတဲ့မင်းသမီးလက်ဆဲကိုရာဂနာကမထူခဲ့လိုက်တဲ့အချိန်အစိတ်တွေတစ်ခုလုံးပြတ်နေပြီဆိုတာကိုပါတွေ့မြင်လို့သွားခဲ့ပြီးတော့
အသက်ရှင်ချိန်ဘယ်လောက်မှမကြံတော့ဘူးဆိုတာကိုသိနေတဲ့လက်ဆဲကလည်းသူမပြုတ်လုထားတဲ့ဓာတ်တစ်ချောင်းကိုရာဂနာစီအမြန်ပဲပေးခဲ့ပါတယ်။ကာမိုဒီကသူမကိုအစွမ်းထက်တဲ့လက်နက်တစ်ခုအတင်းကျပ်ပြုတ်လုခိုင်းတဲ့အကြောင်းရာဂနာကိုလည်းပြောပြခဲ့လိုက်ပြီးမင်းသမီးအနေနဲ့လည်းကာမိုဒီမသိအောင်ရာဂနာတို့လက်နက်ပုတ်တစ်ခုလုပ်ပေးထားတယ်ဆိုတဲ့အကြောင်းထပ်ပြီးရှင်းပြခဲ့ပါတယ်။ရာဂနာလည်းမင်းသမီးလုပ်ပေးထားတဲ့လက်နက်ကိုအမြန်ကောက်ယူခဲ့လိုက်ပြီးတော့အခုလိုမျိုးအစိတ်တန်ရာရပြီးနာနာချင်းချင်းတည်ဆုံရတော့မဲ့လက်ဆဲရဲ့အဖြစ်ကြောင့်ကာမိုဒီကိုအတော်လေးဒေါသထွက်သွားပါတယ်။တစ်ဖက်ကကာမိုဒီကတော့နှုတ်ဆက်စကားပြောတာဒီလောက်နဲ့ဆိုရင်လုံလောက်ပြီလို့ပြောဆိုကအောက်ကိုပြန်ဆင်းလာခဲ့ပြီးမင်းသမီးကိုယ်တိုင်ပြုတ်လုထားတဲ့လက်နက်တစ်ကိုထုတ်ပြရင်ရာဂနာနဲ့ထိတ်တိုက်ရင်ဆိုင်တိုက်ခိုက်ဖို့အတွက်ပြင်ဆင်ခဲ့ပါတယ်။ဒေါသထွက်နေတဲ့ရာဂနာကတော့မင်းသမီးလက်ဆဲကိုမိသားစီအထားခဲ့လိုက်ကအသေးကျုံးမှုအတွက်အရှိကိုတက်ချလာခဲ့လိုက်ပြီးတော့ခန္ဓာကိုယ်ထဲမှာရှိတဲ့ရေခဲအစွမ်းတွေကိုထုတ်သုံးခဲ့လိုက်ရင်ကာမိုဒီရဲ့လက်တစ်ဖက်ကိုလည်းရေခဲအဖြစ်ပြောင်းလဲပစ်ခဲ့လိုက်ပါတယ်။ကာမိုဒီကိုဒီထက်ပိုချမ်းတဲ့တိုက်ခွက်တွေထုတ်သုံးဖို့နဲ့ငကားသွင်းကိုပါပြောင်းလဲပစ်နိုင်တယ်လို့ရာဂနာကပြောဆိုနေခဲ့ပြီးတော့အတီပေါက်တိုက်ခိုက်လာတဲ့ရာဂနာရဲ့ပုံစံကြောင့်ကာမိုဒီလည်းကြပြက်ကကြော်လုံးမနေတော့ပဲသူ့ရဲ့မိုးကြိုးလျက်စီစွမ်းတွေကိုစတင်ထုတ်သုံးခဲ့လိုက်ရင်းနဲ့ပဲအပိုင်း20ကလည်းဒီနေရာမှာတင်ပြီးဆုံးလို့သွားခဲ့ပါတယ်။